မုန်တိုင်းတွေကြော်ဖြတ်ရအောင်မယ်မင်္ဂလာပါရှင်တော်လှန်ရဲဘော်နဲ့တော်လှန်ပြည်သူများအားလုံးဘေးရန်ကင်းကွာရှင်လန်းချမ်းသာကြပါစေရှင်29ရက်5လ2026တရက်တာအတွက်စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုနဲ့ခရမ်းရိတ်ကထောက်ပို့မှုမှတ်တမ်းများကိုကျမတို့ဝေဟင် channel မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ကံပတ်လက်နယ်တနေရာသို့တရဝူးလေတန်းမှတက်တော့ဝိုင်းတွဲစစ်ထောက်ပို့ဘုံကျဲလေရင်တစည်းဖြင့်မနက်8:39မိနစ်ခန့်အချိန်တွင်စတင်ပြန်ဝဲပြီးခရမ်းရိတ်ခါထုတ်များကျဲချထောက်ပို့သွားခဲ့ကြောင်းသိရှိရပါသည်အင်းတော်နယ်တနေရာသို့တရဝူးလေတန်းမှတက်တော့ဂျက်ဖိုက်တာ2စီးဖြင့်မနက်3:58မိနစ်4:10မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ငဖဲနယ်တနေရာသို့တရဝူးလေတန်းမှတက်သောဂျက်ဖိုက်တာတစ်စီးနေပြည်တော်လေတန်းမှတက်သောဂျက်ဖိုက်တာတစ်စီးတို့ဖြင့်မနက်8:10မိနစ်8:03မိနစ်8:12မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်နောက်တစ်ခါငဖဲနယ်တနေရာသို့နေပြည်တော်လေတန်းမှတက်သောဂျက်ဖိုက်တာတစ်စီးဖြင့်မနက်7:30မိနစ်7:32မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပြီးမကွေးလေတန်းမှတက်သောဝိုင်းတွဲစစ်ထောက်ဖို့ဘုံကျဲလေရင်တစည်းဖြင့်လည်းမနက်7:49မိနစ်ခန့်အချိန်မှစတင်ပြန်ဝဲပြီးလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ထပ်မံ၍ငဖဲနယ်တနေရာသို့မကွေးလေတန်းမှတက်သောဝိုင်းတွဲစစ်ထောက်ဖို့ဘုံကျဲလေရင်တစည်းဖြင့်ည9:48မိနစ်ခန့်အချိန်တွင်စတင်ပြန်ဝဲပြီးခရမ်းရိတ်ခါထုတ်များကျဲချထောက်ပို့သွားခဲ့ကြောင်းသိရှိရပါသည်ဗမော်နယ်တနေရာသို့တရဝူးလေတန်းမှတက်သောဂျက်ဖိုက်တာ2စီးဖြင့်နေ့လယ်1:06မိနစ်1:17မိနစ်1:15မိနစ်1:25မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ဘုဒ္ဓလင်နယ်တနေရာသို့မိုးရွာနာမခမှလွှတ်တင်လိုက်သောအသေးခံဒရုန်း3စီးဖြင့်နေ့လယ်3:02မိနစ်3:04မိနစ်3:05မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ထပ်မံ၍ဘုဒ္ဓလင်နယ်တနေရာသို့မိုးရွာနာမခမှလွှတ်တင်လိုက်သောအသေးခံဒရုန်း2စီးဖြင့်ညနေ6:03မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မြင်းမှုနယ်တနေရာသို့မိုးရွာနာမခမှလွှတ်တင်လိုက်သောအသေးခံဒရုန်း2စီးဖြင့်ညနေ6:53မိနစ်9:08မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ဒီပဲရင်နယ်တနေရာသို့တရဝူးလေတန်းမှတက်သောဂျက်ဖိုက်တာတစ်စီးဖြင့်ည9:58မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မုံရွာနယ်တောင်ချမ်းတနေရာသို့မုံရွာနာမခမှလွှတ်တင်လိုက်သောအသေးခံဒရုန်းတစ်စီးဖြင့်ည10:53မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်29ရက်5လ2026တရက်တာတွင်အကြမ်းဖက်စစ်ကောင်စီမှမိတ်မော်ဘီမင်္ဂလာတုံးတရဝူးမိထီလာနေပြည်တော်မကွေတောင်ငူပသိမ်ဟုံးမလင်းလေတပ်များနှင့်မုံရွာနာမခစသည်များမှဂျက်ဖိုက်တာ Y12 Y8 F410E20 အသေးခံဒရုန်းစသည်များဖြင့်စုစုပေါင်းပြန်တက်မှုအကြိမ်ရေ35ချိန်ခန့်ရှိခဲ့ပြီးချင်းပြည်နယ်ကချင်ပြည်နယ်မကွေးတိုင်းစကိုင်းတိုင်းတို့တွင်လေကြောင်းတိုက်ခိုက်မှုနှင့်ခရမ်းရိတ်ခါထောက်ပို့ပြန်တမ်းမှု23ချိန်ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မိဘပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအန္တရာယ်မှကာကွယ်နိုင်ရန်ဝေဟင်သတင်းပေး Telegram Channel အားစောင့်ကြည့်ခြင်းနှင့်မိမိနယ်မြေရှိသက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များ၏သတိပေးထုတ်ပြန်ချက်များကိုလည်းလေးစားလိုက်နာ၍နေထိုင်ကြပါရန်တိုက်တွန်းလို့ဆိုအပ်ပါတယ်ရှင်။ယခုဖော်ပြခဲ့သောသတင်းများမှာကျမတို့ဝေဟင် channel မှလက်လန်းမိသလောက်ရရှိထားသောသတင်းများဖြစ်ပြီး
ကျမတို့မရရှိခဲ့သောလေကြောင်းတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသေးသည်မိဘပြည်သူများအနေဖြင့်လေရင်ဖြတ်တန်းသည့်သတင်းနှင့်လေကြောင်းတိုက်ခိုက်မှုများကိုသိရှိရပါကဝေဟင် Telegram Channel ၏သတင်းလက်ခံအကောင့်ဖြစ်သောဝေဟင် Escabot သို့ဆက်သွယ်သတင်းပို့ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါရရှင်ယခုလိုလေကြောင်းတိုက်ခိုက်မှုသတင်းများနှင့်လေကြောင်းဆိုင်ရာဆောင်ရန်ရှောင်ရန်သတင်းများအားနေ့စဉ်ကြည့်ရှုနိုင်ရန်ကျမတို့ဝေဟင် YouTube Channel အား Like and Subscribe ပြုလုပ်ထားပေးကြပါဦးရှင်မိဘပြည်သူရဲဘော်များအားလုံးဘေးကင်းလုံခြုံကြပါစေရှင်